တူတူချင်းစင်များအားလုံးပဲမင်္ဂလာပါနော်နေ့ပြန်29ရက်တလ26ပေါ့နော်အင်္ဂါမနက်ခင်းအတွက်ပါနော်မနက်ခင်းကတော့80ကမိန်အောက်ကထဲမှာပါတယ်နဲ့နော်အရန်ကွက်ထဲမှာပါတဲ့အတွက်ကြောင့်မလို့ထိုးကြည့်တဲ့ပြန်ရမယ်တင်နော်ဒီကင်းတော့ညီမအလုပ်ကိစ္စလေးရှိလို့ပြင်ရောက်နေလို့မတင်ပေးပြလိုက်ဘူးပေါ့နော်ပြောနေတဲ့ကိုဒီမှာရှင် sorry ပါနော်ဒါဆိုလို့ရှိရင်အခုစပြီးတော့သွားရအောင်နော်ထိပ်စီးကိုပါကြမယ်နော်ထိပ်စီးကဒီမှာရှိတာ3ပါနော်ဘယ်ကနန်းပေါင်းမှလဲဆိုတော့ဒီမှာခွန်တက်3ည3လုံးပေါင်းမယ်ခွန်တက်ပေါင်းတော့8 3ညနဲ့ပေါင်းတော့လဲ8ပေါ့နော်3ရက်ပေါင်းက8ပေါ့နော်ဒါဆိုရင်နောက်တစ်ပြင်သွားမယ်ဒီမှာခွန်နော်ဒီမှာ4တက်ခွန်3လုံးပေါင်းမယ်ပေါ့နော် sorry ပါနော်4ရက်တည်းပေါင်းတော့9ရက်ခွန်ရက်ပေါင်းတော့2ပေါ့နော်9ရက်ပေါင်းက2ရမယ်အဲဆိုဒီမှာရှိတာ4ဟုတ်ပြီနော်ဒါဆိုရင်4နဲ့6 3လုံးပေါင်းမယ်4နဲ့ပေါင်းတော့6เนาะ6ပေါင်းတော့2 4ရဲ့နှစ်ခန့်2ပေါ့နော်ဒါဆိုရင်ဒီမှာ4ပါနော်အဲဆိုရင်ခွန်3 4 3လုံးပေါင်းမယ်ပေါ့နော်ခွန်3ကတော့3ည3ညနဲ့4နဲ့ပေါင်းတော့4 4ညများချင်း4ရမယ်ဒါဆိုဒီတစ်ခါခွန်เนาะဒီမှာ3ညရင်9ရက်ဒီမှာလာမယ်ထိပ်စီးတစ်လုံးရယ်เนาะ3လုံးပေါင်းမယ်ဆိုရင်เนาะသူကเนาะခွန်ဘာဖြစ်မလဲဆိုပြီးတော့ equal power နဲ့ခွန်နဲ့3ညဖြစ်မယ်เนาะအဲ့တော့နှလုံးပေါင်းတော့9เนาะနောက်တစ်လုံးနဲ့ပေါင်းခွန်ဖြစ်နေတာဆိုတော့8ပေါင်းမယ်9 8ပေါင်းရင်ခွန်ဖြစ်မယ်เนาะနှလုံးပေါင်းတော့9နှစ်ဖြစ်နေတာဆိုတော့3ထည့်မယ်9 3ပေါင်းရင်ပေါင်းခြင်း2နှလုံးပေါင်းတော့9 3ညဖြစ်နေဆိုတော့1ထည့်လိုက်မယ်8 3 1ဆိုပြီးတော့เนาะ8 3 1ကဒီမှာထိပ်စီ3လုံးရမယ်ဟုတ်ပြီနော်ဆိုဒီဘက်မှာခုအပိတ်ပေါ့နော်အပိတ်ဆိုရင်ဒီမှာခွန်3ညနှလုံးပေါင်းတော့ပေါင်းခြင်းခွန်ဟုတ်ပြီနော်အဲပေါင်းခြင်းခွန်ကနော်ဒီမှာရှိတဲ့1နှလုံးပေါင်းတော့2 9ရက်ပါပါ2ဟုတ်ပြီနော်ဒါဆိုရင်ခွန်6နှလုံးပေါင်းတော့3နော်သူကဒီမှာ1ပေါင်းတော့3ရင်များခြင်း3နော်6 4ပေါင်းတော့3ညနှစ်3ပေါင်းတော့5 3ညပါဝါ5နော်4 9ပေါင်းတော့3ဒီမှာနော်3 3ညပေါင်းတော့3 3ညများချင်း3ဒါဆိုရင်6ခွန်ပေါင်းတော့6နော်ဒီမှာလာမဲ့3ညရဲ့ဒီမှာလာမဲ့ပိတ်တစ်လုံးရဲ့နှလုံးပေါင်းမဲ့ဆိုရင်6ပါဖြစ်မလဲဆိုပြီး equal power နဲ့က6တက်9ပေါ့နော်ဒါဆိုရင်ဒီမှာ3ညနဲ့ဆိုတော့ဘာပဲပေါင်းဒီကနန်းမယ်ဆိုတော့အပိတ်က6တက်9ရပါမယ်နော်ဒါဆိုရင်ညီမတို့ထိုးရမယ်ကနန်းလေးထွက်လာပြီ8ထိပ်စီးကို6အပိတ်8ထိပ်စီးကို1အပိတ်နဲ့8ထိပ်စီးကို9အပိတ်ပေါ့နော်3ထိပ်စီးကို6အပိတ်3ထိပ်စီးကို1အပိတ်နဲ့3ထိပ်စီးကို9အပိတ်ပါနော်နောက်တစ်ခါ1ထိပ်စီးကို6အပိတ်1ထိပ်စီးကို1အပိတ်နဲ့1ထိပ်စီးကို9အပိတ်ဆိုပြီးတော့ဒီကနန်းလေးတွေရလာမယ်ဒါကနောက်မနက်ဖြန်အင်္ဂါမနက်ခင်းအတွက်ပေါ့နော်ကနန်းလေးတွေပါနော်ဒါဆိုလို့ရှိရင်နော်main အောက်ကကလေးတွေပေါ့နော်ကျိတ်ဆုံး main အောက်ကကလေးကတော့ဒီ3ကွက်ပါနော်8 6ရက်3 9ရက်1 6ရက်ပေါ့နော်3ကွက်ကတော့နှစ်ပြတ်အတွက်ညီမကစားမဲ့ main အောက်ကလေးတွေပါအဲ့တော့ညီမရှာရတော့ချက်ပြချင်းဖြစ်ပါတယ်ကိုတို့မတော့ကြိုက်တူမဲ့ channel တမယ်ဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲမနေ့ကမနေ့ကမှကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါရနော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်